ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာ brother တို့ဘောစာပါစော်နီးမတင်ပေးသေးဘူးလားမတင်ပေးသေးဘူးလားလို့လာမင်းနေကြလို့မာဝေးအခုအားလို့ဘောစာပါစော်နီးကိုတင်ပြီးမှာဖြစ်ပါတယ်ကဲအရင်ဆုံးဘောစာပါစော်ဖို့အတွက်ကျွန်တော်တို့ဒီ VPN လေးတော့လိုပါတယ်ဒီ VPN လေးကိုအရင်ဆုံး down လိုက်ပါ down ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ VPN လေးတွေကိုဝင်လိုက်ပါဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကအခုမာဝေးပြထားတဲ့ select server လေးကိုနှိပ်လိုက်ပါselect server လေးကိုနှိပ်လိုက်ပြီဆိုရင်အခုနိုင်ငံတွေတွေ့ရပါလိမ့်မယ်အခုနိုင်ငံတွေထဲမှာကျွန်တော်ပြထားတဲ့ဆွေဒင်နိုင်ငံလေးကိုနှိပ်ပြီးတော့ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်အခုလိုမျိုးဘူပြန်ချိတ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ gain နဲ့ဝင်ပြီးတော့စော့လိုက်ရုံပဲဖြစ်ပါတယ်ကဲဒါဆိုရင်မာဝီ gain နဲ့ဝင်ပြီးတော့ RAM မှာစော့ပြမှာဖြစ်ပါတယ်ဗီဒီယိုလေးရှည်သွားမှာဆိုလို့ဗျာမာဝီကအတူချုံလေးနဲ့ပဲပြထားပါတယ်နော်အခုဒီမှာမာဝီစော့နေရတဲ့ဒါဘောတွေပဲဖြစ်ပါတယ်မာဝီကတော့ဘောစာပါမှာစော့တာကတော့ line ကောင်းတယ် brother တို့တော့မသိဘူးမာဝီကတော့ဘောစာပါမှာစော့တာ line ကောင်းတယ်ပဲဖြစ်ပါတယ်ကဲမာဝီလုတ်တဲ့ပုံစံတိုင်းလိုက်လုပ်ကြည့်ပါကဲအားလုံးအဆင်ပြေကြပါစေလို့မာဝီပြောချင်ပါတယ်